Hello 2026ခုနှစ်ရောက်တော့မယ်နော်2025ခုနှစ်တနှစ်လုံးအောင်မြင်မှုတစ်ခုမှမရလိုက်ဘူးလို့တွေးမိတဲ့လူတွေရှိလားအဲ့လိုတွေးမိတဲ့လူတွေရှိရင်ဒီ vlog လေးကိုအဆုံးထိကြည့်ပေးစီခြင်းနဲ့ဆိုတော့အဲ့လိုမျိုးကိုအောင်မြင်မှုမရလိုက်ဘူးလို့တွေးမိတဲ့သူတွေတို့ကိုအချစ်၃ချစ်ကျွန်တော်တို့ဆင်ခြင်ဖို့အတွက်ဝင်ပြပေးခြင်းနဲ့အဲ့ဒီတည်းကနံပါတ်1ချက်ကအောင်မြင်မှုတွေရှင်သန်နိုင်မှုကိုပို့ပြီးတော့မှအတိအမှတ်ပြုပေးပါဆိုလိုတာကကျွန်တော်တို့ကအခက်အခဲတွေကြားရနေတောင်မှစက်စံကရင်ဆိုင်ပြီးတော့မှဒီဇင်ဘာလအထိရောက်လာနိုင်နေဆိုတော့ကိုယ့်ရဲ့ရှင်သန်နိုင်မှုကိုပို့ပြီးတော့မှတန်ဖိုးထားအတိအမှတ်ပြုပေးတင်ပါတယ်လို့နော်နောက်နံပါတ်2ချစ်ဒီဆုံးရှုံးမှုတွေကိုယဉ်နီးမြုပ်နှံမှုလို့သဘောထားပေးပါကျမတို့ဘဝမှာငွေတွေဆုံးရှုံးနိုင်တယ်အချိန်တွေဆုံးရှုံးသွားနိုင်တယ်ပေါင်းသင်းဆက်ဆံရေးတွေဆုံးရှုံးနိုင်တယ်ဒီຢာလေးကိုသင်ခန်းစာယူပြီးတော့မှအနာဂတ်တွေယဉ်နီးမြုပ်နှံနေတယ်လို့ပဲသဘောထားပေးပါနောက်ဆုံးချစ်နံပါတ်3ချစ်ဒီကျမတို့ဘဝအတွက်ကျမတို့စိတ်နဲ့ခန္ဓာကိုညှဉ်းညူးစေတဲ့မလိုအပ်တဲ့အရာတွေကိုပစ်ချထားခဲ့ပါအဲ့ဒီထဲမှာကိုပစ်ချထားခဲ့တဲ့အရာတွေလူတွေပေါ်မှာကျမတို့မုန်းတီးတာတွေအညှိုးထားတာတွေနောက်ကကို guilty ဖြစ်နေတဲ့အရာတွေနောက်ကငါဒါကိုလုပ်မိလို့ဒါကိုမလုပ်မိလို့ဆိုတဲ့နောင်တတရားတွေအလုံးကိုပစ်ချထားခဲ့လိုက်မယ်ဆိုရင်2026ခုနှစ်မှာပျော်ရွှင်တဲ့ဘဝနေမှုတစ်ခုကိုရရှိပြီးတော့မှအောင်မြင်မှုတွေစုခုနိုင်မှာပဲဆိုတဲ့အကြောင်းကိုကျွန်မဒီ vlog လေးကနေ share လုပ်ပေးချင်ပါတယ်အားလုံးပဲ Happy New Year